မင်္ဂလာပါပရိသတ်ရေမင်္ဂလာနိုင်ငံပြည်တွင်းစစ်9နှစ်ပြည့်ခါနီးအချိန်မှာတခါမှမမေ့နိုင်တဲ့မေးဟိုတစ်ခုရှိနေပါတယ်။ဘာကြောင့်တရုတ်နိုင်ငံကစစ်ကောင်စီကိုဒီလောက်အရန်ကြီးကာကွယ်ထုတ်ပတ်နေရတာလဲ။လက်နက်တွေလေရင်တွေဒရုန်းတွေရောင်းပေးနေဆက်မှာတော်လှန်ရေးတပ်တွေကိုဖိအားပေးရွေးကောက်ပွဲအတူအယောင်ကိုပထမဆုံးချီကျူးကုလသမဂ္ဂမှာဗီဒီယိုနဲ့ကာကွယ်ပြီးဒါဒီအားလုံးနောက်ွယ်မှာဘာလူဝက်ချက်ချီနေလေ။ဒီနေ့ကျွန်တော်တို့အတူဖော်ထုတ်ကြည့်ရအောင်။သမိုင်းနောက်ခံ1949ခုနှစ်မှာတရုတ်ပြည်ကျိုသမ္မတနိုင်ငံအသက်မွေးဖွားလာချိန်မှာမြန်မာနိုင်ငံကကွန်မြူနစ်မဟုတ်တဲ့နိုင်ငံတွေထဲပထမဆုံးအတိမတ်ပြုခဲ့တယ်။အဲ့ဒီအချိန်ကစပြီးတရုတ်နဲ့မြန်မာဆက်ဆံရေးကိုပေါက်ဖောင်ဆိုတဲ့စကားလုံးနဲ့ဖော်ပြခဲ့တယ်။ဆိုလိုလာကဝေးကွာနေတဲ့မောင်နှမတွေလို့အတိတ်ပြရပါတယ်။ဒါပေမဲ့တကယ်တမ်းဒီဆက်ဆံရေးကချိုးချင်းအမြဲမဟုတ်ခဲ့ပါဘူး။1950ခုနှစ်မှာတန်တမဆက်ဆံရေးစတင်ခဲ့ပြီးနယ်စပ်ကို1960မှာအတည်ပြုခဲ့တယ်။အဲ့ဒီအချိန်မှာတရုတ်ကကွန်မြူနစ်ပါတီပမာ CPP ကိုပံ့ပိုးခဲ့ပြီးမြန်မာစစ်ကတပ်မတော်နဲ့ပဋိပက္ခတွေဖြစ်ခဲ့တယ်။ဒါကြောင့်တပ်မတော်ကတရုတ်ကိုတန်တရားအမြဲရှိနေခဲ့လား။ဒါပေမဲ့1990မိနစ်တွေရောက်လာတဲ့အခါတရုတ်ရဲ့ခေါင်းဆောင်ဒင်းရှောက်ဖင်လက်ထက်မှာ CPP ကိုပံ့ပိုးမှုလျှော့ချခဲ့ပြီးဆက်ဆံရေးပိုကောင်းလာတယ်။အဓိကအလွယ်အပြောင်းဖြစ်ခဲ့တာက1980ခုနှစ်အာဏာသိမ်းပြီးနောက်ပါအနောက်နိုင်ငံတွေပိတ်ဆို့ထားချိန်မှာတရုတ်ကစစ်အစိုးရကိုလက်နက်ရောင်းငွေကြေးပံ့ပိုးပေးခဲ့တယ်1989မှာလက်နက်တန်ဖိုးဒေါ်လာဘီလီယံတန်ဖိုးရောင်းခဲ့တာမြန်မာတမိုင်းမှာအကြီးဆုံးလက်နက်သဘောတူညီချက်ပါအဲ့ဒီအချိန်ကနေတရုတ်ကတပ်မတော်ရဲ့အဓိကလက်နက်ရင်းမြစ်ချလာခဲ့တယ်ဒါကြောင့်စစ်အစိုးရအာဏာခိုင်မြဲနေခဲ့တာတရုတ်ရဲ့အကာအကွယ်ရှိလို့ဆိုလို့ရပါတယ်2020ရွေးကောက်ပွဲနောက်ပိုင်းအရသာအစိုးရလက်ထက်မှာတရုတ်နဲ့ဆက်ဆံရေးနည်းနည်းအေးဆက်လာတယ်။ဘာလို့လဲဆိုတော့မြန်မာအစိုးရကအနောက်နိုင်ငံတွေနဲ့ဆက်ဆံရေးပြန်ကောင်းချင်လို့ပါ။အထင်ရှားဆုံးခေတ်ရက1917မှာမစ်ဆုံရေးအားလျက်ဖြစ်စီမံကိန်းကိုရပ်ဆိုင်းခဲ့တာ။တရုတ်ကကြိုတင်မသိရှိခဲ့ပဲအံ့တော်သွားခဲ့တယ်။အဲ့ဒီအချိန်မှာတရုတ်ရဲ့လွှမ်းမိုးမှုလွတ်ကျသွားခဲ့တယ်။2015-2020အတွင်းအောင်ဆန်းစုကြည်လက်ထက်မှာဆက်ဆံရေးပြန်ပူနွေးလာတယ်။ရှီကျင်းပင်နောက်သွေးဆုံမှုတွေများလာပြီး Belt and Road Initiative BRI စီမံကိန်းတွေဆက်လုပ်ခဲ့တယ်။ဒါပေမဲ့2021 February 3ရက်အာဏာသိမ်းခွင့်ထိလိုက်တဲ့အခါတရုတ်ကအံသွားခဲ့တယ်။ဘာလို့လဲဆိုတော့ NLD အစိုးရနဲ့ဆက်ဆံရေးကောင်းနေချိန်မှာအာဏာသိမ်းခံရတာတရုတ်ရဲ့စီမံကိန်းတွေထိခိုက်မှာစိုးရင်ခဲ့လို့ပါ။ပထမနှစ်လောက်ကတရုတ်ကစစ်ကောင်စီကိုအပြည့်အဝမထောက်ခံခဲ့ပါဘူး။ဒါပေမဲ့2023နှစ်ကုန်ပိုင်း Operation 1027တော်လန်ရေးကြီးဖြစ်ပြီးစစ်ကောင်စီအားနည်းလာတဲ့အခါတရုတ်ကပြောင်းလဲလာခဲ့လေ2024နှစ်ကုန်ပိုင်းကနေ2026ထိတရုတ်ကစစ်ကောင်စီကိုပိုပွင့်လင်းထောက်ပံ့လာတယ်လက်နက်တွေလေယာဉ်ဒရုန်းတဲ့ယူလေယာဉ်တွေပိုရောင်းခဲ့တယ်နယ်စပ်မှာတော်လန်ရေးတပ်တွေကိုဖိအားပေးအပြစ်ရထိုင်ခဲ့တယ်2024နိုဝင်ဘာမှာမင်းအောင်လှိုင်ကိုတရုတ်ကတရားဝင်ဖိတ်ခေါ်ခဲ့ပြီးပထမဆုံးအစစ်မြင့်တွေးဆုံမှုဖြစ်ခဲ့တယ်အဲ့ဒီနောက်ပိုင်း2025ရွေးကောက်ပွဲအတုကိုတရုတ်ကပထမဆုံးချီကျူးခဲ့ပြီးမြန်မာပြည်သူတွေရွေးချယ်မှုကိုလေးစားတယ်ဆိုပြီးထောက်ခံခဲ့တယ်2026 February အထိတရုတ်ကရွေးကောက်ပွဲရလဒ်ကိုလက်ခံပြီးဆက်ဆံရေးပိုနှက်ဆိုင်အောင်လုပ်နေပါတယ်ဒီတမိုင်းကြောင်းတစ်လျှောက်လုံးတရုတ်ရဲ့ချင်းကပ်မှုကအမြဲတဆက်မတ်တဲမဟုတ်ခဲ့ပါဘူးတခါတလေစစ်တပ်ကိုထောက်ပံ့တခါတလေလက်နက်ကင်ဖွဲ့ဒီကိုခွင့်ပြုတခါတလေဖိအားပေးဒါကတရုတ်ရဲ့ကိုယ်ပိုင်အကျိုးစီးပွားအပေါ်မူတည်ပြီးပြောင်းလဲနေတာဖြစ်ပါတယ်အခုအချိန်မှာတရုတ်ကစစ်ကောင်စီပြောင်းကွဲမှာကြောက်နေပြီးပိုပြီးပွင့်လင်းကူညီလာနေတာတွေ့နေရပါတယ်။နယ်စပ်လုံခြုံရေးတရုတ်နိုင်ငံယူနန်ပြည်နယ်ရဲ့တောင်ဘက်ခြမ်းနယ်စပ်မှာမြန်မာနိုင်ငံနဲ့ဆက်ဆက်နေတဲ့ကီလိုမီတာ2485ရှည်လျားတဲ့နယ်စပ်တစ်ခုရှိပါတယ်။ဒီနယ်စပ်ကိုတရုတ်ကနူးညံ့တဲ့ပိုင် soft underbelly လို့ခေါ်ပါတယ်။ဘာလို့လဲဆိုတော့ဒီနေရာမှာမတိမ်ငင်ရင်တရုတ်ရဲ့လုံခြုံရေးစီးပွားရေးနဲ့နိုင်ငံရေးအားလုံးထိခိုက်နိုင်လို့ပါ။မြန်မာနိုင်ငံပြည်တွင်းစစ်ဆပ်ဖြစ်နေရင်ဘာတွေဖြစ်လာနိုင်လဲ။ပထမဆုံးဒုက္ခတွေအလုံးရင်းဝင်လာနိုင်2021အာဏာသိမ်းဒီနောက်နယ်စပ်မှာတိုက်ပွဲတွေပြင်းထန်လာတိုင်းတရုတ်ဘက်ကိုဒုက္ခတွေထောင်ချီတောင်ချီဝင်လာခဲ့ပါတယ်တရုတ်ကဒါကိုအယမ်းစိုးရိမ်နေပါတယ်ဒုက္ခတွေဝင်လာရင်ယူနန်ပြည်နယ်မှာလူဦးရေးဖိအားများလာအစာတောက်ညက်လုံခြုံရေးပြဿနာဖြစ်လာနိုင်အဲ့ဒါကြောင့်တရုတ်ကမြန်မာနိုင်ငံပြိုကွဲသွားရင်စီးရီးယားလိုပရမ်းပရာဖြစ်မှာကြောက်နေတာဖြစ်ပါတယ်
ဒုတိယမူရစ်စေဝါလူကုန်ကူးမှုနဲ့ရာဇဝတ်မှုတွေပိုများလာနိုင်။နယ်စပ်မှာစစ်ပွဲဆက်ရှိနေရင်တရုတ်ဘက်ကိုမူရစ်စေးစီးဆင်းမှုပိုဆိုးလာနိုင်။အဲ့ဒါကတရုတ်ပြည်သူတွေအတွက်ကြီးမားတဲ့ပြဿနာဖြစ်လာပါတယ်။တတိယအဓိကကစိုက်ဘာလိမ်လမှုစင်တာတွေပါနယ်စပ်မှာရှမ်းပြည်နယ်မြောက်ပိုင်းကိုခန်ဒေတာလိုနေရာတွေမှာတရုတ်လူမျိုးရာစုဝစ်ဂိုင်းတွေလက်ပတ်နေလဲအွန်လိုင်းလိမ်လမှုစင်တာတွေအများကြီးရှိခဲ့ပါတယ်ဒီစင်တာတွေကတရုတ်နိုင်ငံသားတွေတန်းနဲ့ချီလိမ်လခံရပြီးဘီလီယံတန်ပေါင်းများစွာဆုံးရှုံးခဲ့ရပါတယ်တရုတ်ပြည်သူတွေအယံဒေါသထွန်းနေခဲ့တယ်2023ကနေစပြီးတရုတ်ကဒီလိမ်လမှုတွေကိုအယံခိနေခဲ့ပါတယ်2025-2026မှာတရုတ်ကလင်းလဲတူဂိုင်းခေါင်းဆောင်ဒီ10ဂိုင်းအထိကွက်မြတ်ခဲ့တယ်။မြန်မာနိုင်ငံကနေပြန်ပို့ခဲ့တဲ့လူတောင်းချီကိုတရုတ်မှာတရားစွဲဆိုခဲ့တယ်။အဲဒါကြောင့်တရုတ်ကစစ်ကောင်စီကိုပို့ပြီးဖိအားပေးပူးပေါင်းဖမ်းဆီးခိုင်းခဲ့တယ်။အစကလက်နက်ကိုင်အဖွဲ့တွေ EAOs ကိုဖိအားပေးခဲ့ပြီးမြဲနောက်ပိုင်းစစ်ကောင်စီကိုပဲပိုယုံကြည်လာပြီးထောက်ပံ့လာတာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့စစ်ကောင်စီကတရုတ်ရဲ့ဖိအားကိုလက်ခံပြီးလှုံ့ဆော်ပေးနိုင်လို့ပါ2024နှစ်ကုန်ပိုင်းကနေအခု2026အထိတရုတ်ကနဲဆက်မှာတော်လန်ကြီးတက်တဲ့ရှားမြောက်မန္တလေးဘက်မှာအောင်မြင်မှုရလာတဲ့အခါချက်ချင်းဝင်ရောက်ဆွတ်ဖက်ခဲ့တယ်လက်နက်ကိုင်အဖွဲ့တွေကိုအပြစ်ရခိုင်နဲဆက်ဂိတ်တွေပိတ်ဆို့လက်နက်ဝယ်ယူခွင့်ကန့်သတ်ခဲ့တယ်ရလက်အငင်းနဲ့စစ်ကောင်စီပြန်အင်အားကောင်းလာခဲ့ပြီးလက်ရှိနဲဆက်မှာတည်ငြိမ်မှုပိုရလာခဲ့တယ်တရုတ်ကတီငြိမ်မှုကိုထိမ့်သိမ်းချင်တာဖြစ်ပါတယ်။တရုတ်အတွက်မြန်မာနိုင်ငံကအရေးပါတဲ့ဂျားခံနယ်မြေတစ်ခုဖြစ်ပါတယ်။ဒီနယ်စပ်မတည်ငြိမ်ရင်တရုတ်ရဲ့ယူနန်ပြည်နယ်လုံခြုံရေးပျက်စီးနိုင်တယ်။စီးပွားရေး project တွေထိခိုက်နိုင်တယ်။ပြည်တွင်းမတည်ငြိမ်မှုပြန့်နှံ့နိုင်တယ်။အဲဒါကြောင့်တရုတ်ကစစ်တပ်ကိုပဲနိုင်ငံကိုထိန်းချုပ်နိုင်မဲ့တခုတည်းသောအင်အားအဖြစ်မြင်နေတာဖြစ်ပါတယ်။စစ်ကောင်စီပြိုကွဲသွားရင်နယ်စပ်မှာပရမ်ပတာထစ်လာမှာကြောက်နေတာပါ။စီးပွားရေးအကျိုးစီးပွားတရုတ်နိုင်ငံကကမ္ဘာအကြီးဆုံးစီးပွားရေးအင်အားစုဖြစ်နေချိန်မှာသူ့ရဲ့စွမ်းအင်လိုအပ်ချက်ကုန်သွယ်ရေးလမ်းကြောင်းနဲ့ရှားပါးမြေလိုအပ်ချက်တွေအတွက်မြန်မာနိုင်ငံကဘလို့အရေးပါနေလဲဆိုတာတွေးကြည့်ပါတရုတ်ရဲ့အဓိကအကျိုးစီးပွားကဒီနေရာမှာရှိနေပါတယ်အဲဒါကြောင့်စစ်ပွဲဆက်ဖြစ်နေရင်တောင်တရုတ်ကစစ်ကောင်စီကိုထောက်ပံ့နေရတာဖြစ်ပါတယ်ပထမဆုံးအရေးကြီးဆုံးအချက်က Belt and Road Initiative နဲ့ China Myanmar Economic Corridor CMEC ပါ CMEC ကတရုတ်ရဲ့အဓိကစီမံကိန်းတစ်ခုဖြစ်ပြီးယူနန်ပြည်နယ်ကနေမြန်မာနိုင်ငံအတွင်းကနေအိန္ဒိယသမုဒ္ဒရာအထိချိတ်ဆက်ပေးမဲ့လမ်းကြောင်းဖြစ်ပါတယ်ဒီစီမံကိန်းမှာပါဝင်တဲ့အဓိက project တွေကဘီလီယံဒေါ်လာပေါင်းများစွာတန်ဖိုးရှိပါတယ်ဥပမာကြောက်ဖြူနှဆိုင်စေကန်နဲ့အထူးစီးပွားရေးဆောင် SCC ရေနံဓာတ်ຫນွေပိတ်လိုင်းနှစ်ခုရထားလမ်းလမ်းပန်းစစ်တွေရေးစားတဲ့အရာတွေပါဝင်ပါတယ်အခု2026အထိအချက်လက်တွေအရပိတ်လိုင်းနှစ်ခုရေနံနဲ့ထန်တွေကအလူလုံနေပြီးတရုတ်ရဲ့သဘာဝဓာတ်ຫນွေတင်သွင်းမှုရဲ့10%လောက်ထောက်ပံ့နေပါတယ်ဒါကတရုတ်အတွက်အရန်အရေးပါဘာလို့လဲဆိုတော့တရုတ်ရဲ့ရေနံတင်သွင်းမှုအများစုကမာလကာရေလမ်းကနေလာနေတာဖြစ်ပြီးဒီလမ်းကြောင်းကအလွန်အန္တရာယ်များလေစစ်ပွဲဒါမှမဟုတ်ပိတ်ဆို့မှုဖြစ်ရင်တရုတ်ရဲ့စွမ်းအင်လုံခြုံရေးပျက်စီးနိုင်တယ်အဲဒါကြောင့်မြန်မာကနေကုန်းလန်းချိတ်ဆက်မှုရှိရင်တရုတ်အတွက်အရေးကြီးဆုံးလမ်းကြောင်းအတစ်ဖြစ်လာမှာပါကြောက်ဖြူစိတ်ကန်နဲ့ SEC ကအခုဆက်လက်တည်ဆောက်နေဆဲဖြစ်ပြီးစစ်ပွဲကြောင့်နှောင့်နှေးနေပြီးမြဲစစ်ကောင်စီကတရုတ်နဲ့ပူးပေါင်းအရှိန်မြင့်နေပါတယ်2025နှစ်ကုန်ပိုင်းမှာစစ်ကောင်စီက BRI project တွေအရှိန်မြင့်ဖို့ကော်မတီအသစ်ဖွဲ့ခဲ့တယ်မြေအောင်လိုင်းကတရုတ်ထော်ရောက်ချိန်မှာရှီကျင်းပင်နဲ့တွေ့ပြီး CMEC ကိုအရှိန်မြင့်မယ်လို့ကတိပြုခဲ့တယ်အဲဒါကြောင့်စစ်ကောင်စီရှင်ထန်နေရင်ဒီ project တွေဆက်လုပ်နိုင်မယ်ဆိုတဲ့ယုံကြည်ချက်ရှိနေတာဖြစ်ပါတယ်နောက်တစ်ချက်ကရှားပါးမြေနဲ့တတူတူဖော်ရေးပါမြန်မာနိုင်ငံကတရုတ်ရဲ့အပြင်ပိုင်းရှားပါးမြေအဓိကရင်းမြစ်ဖြစ်လာပါပြီ2024မှာတရုတ်ရဲ့ပြည်တွင်းထုတ်လုပ်မှုထက်ပိုများတဲ့ပမာဏတင်ပို့ခဲ့တယ်ဒါအပြင်ခဲတတုတင်အိုးရဲ့80%လောက်မြန်မာကနေလာနေပါတယ်ဒီတတုတွေကတရုတ်ရဲ့နီးပညာလက်စစ်ကားစွမ်းရည်လုပ်ငန်းတွေအတွက်အရေးပါလွန်ပါတယ်စစ်ပွဲကြောင့်တူးဖော်ရေးနဲ့တင်ပို့ရေးထိခိုက်ရင်တရုတ်ရဲ့ကမ္ဘာထောက်ပံ့ရေးကွင်းဆက်ပျက်စီးနိုင်တယ်အဲဒါကြောင့်တရုတ်ကစစ်ကောင်စီကိုတည်ငြိမ်အောင်ထောက်ပံ့နေရတာပါနောက်ဆုံးအနေနဲ့တရုတ်ရဲ့ယင်းနှိမ့်ညွတ်နှံမှုပမာဏကိုကြည့်ရင်နားလဲလွယ်ပါတယ်2025မှာ
တဲ့ယူပို့ဆောင်ရေးကဏ္ဍမှာနိုင်ငံခြားယင်းနှိမ့်မြုပ်နှံမှုဒေါ်လာ17ဘီလီယံကျော်ရှိခဲ့ပြီးအများစုကတရုတ်ကလာတာဖြစ်ပါတယ်စစ်ကောင်စီကတရုတ်နဲ့ပူးပေါင်းယင်းနှိမ့်မြုပ်နှံမှုအသင်းအသစ်တွေဖွဲ့ပြီး2026-2030အတွင်းတရုတ်ယင်းနှိမ့်မြုပ်နှံမှုဒေါ်လာ900ဘီလီယံလောက်ဆွဲဆောင်မယ်လို့ကြေညာထားပါတယ်ဒါကမြန်မာ GDP ရ10ဆလောက်ဖြစ်နေတာတွေ့နေရပါတယ်စစ်ပွဲကြောင့်အခြားနိုင်ငံတွေယင်းနှိမ့်မြုပ်နှံမှုလှော့နေချိန်မှာတရုတ်ကတဦးတည်းဆက်လက်ချဲထွင်နေတာထင်ပါတယ်ဒါကြောင့်တရုတ်အတွက်မြန်မာနိုင်ငံကရိုးရိုးအိမ်နေခြင်းမဟုတ်ပါဘူးသူရဲ့စီးပွားရေးလုံခြုံရေးစွမ်းအင်လမ်းကြောင်းနဲ့ကမ္ဘာထောက်ပံ့ရေးကွင်းဆက်အတွက်အရေးပါတဲ့တကားတစ်ခုဖြစ်နေပါတယ်စစ်ကောင်စီပြိုကွဲသွားရင်ဒီ project တွေအားလုံးပြည့်စည်နိုင်တာကြောင့်နေလို့တရုတ်ကစစ်ကောင်စီကိုဆက်ထောက်ပံ့နေလာတာဖြစ်ပါတယ်စိတ်ပါလိမ့်လဲမှုမြန်မာနိုင်ငံနယ်စပ်မှာအဆောက်အုံကြီးတွေထဲမှာလူတောင်းကြီးကိုဖန်ချုပ်ထားပြီးတရုတ်နိုင်ငံသားတွေတန်းနဲ့ချီလိမ်လည်ခံရတဲ့ online လိမ်လည်မှုစင်တာတွေ cyber scam စင်တာတွေရှိနေပါတယ်။ဒီစင်တာတွေကဖုန်း online ယင်းနှိမ့်မြုံမှုလိမ်လည်မှုလောင်းကစားစတဲ့နည်းလမ်းတွေနဲ့ကမ္ဘာတဝန်းလူတွေကိုလိမ်လည်ပြီးဒေါ်လာဘီလီယံတန်ပေါင်းများစွာရယူနေပါတယ်။အထူးသဖြင့်တရုတ်နိုင်ငံသားတွေကအဓိကဖြစ်မှတ်ဖြစ်နေကြလေ။တရုတ်ပြည်သူတွေအယမ်းဒေါ်ဖာထွက်နေကြလေ။မိသားစုတွေကအစိုးရကိုဖိအားပေးနေကြလေ။2023ခုနှစ်ကနေစပြီးတရုတ်အစိုးရကဒီလိမ်လည်မှုတွေကိုအယမ်းဖိနှိပ်ခဲ့လေမြန်မာနိုင်ငံနယ်စပ်ကစင်တာတွေကနေတရုတ်နိုင်ငံသားတောင်းချီသိန်းချီကိုပြန်ခေါ်ဆောင်ခဲ့တယ်2023ကနေအခု2026အထိတရုတ်ကမြန်မာကနေပြန်ခေါ်ဆောင်ခဲ့တဲ့တန်တရားရှိသူပေါင်း9000ကျော်ရှိခဲ့တယ်အဲ့ဒီထဲကအများစုကိုတရားစွဲဆိုထောင်ဒဏ်ချမှတ်ခဲ့တယ်အထင်ရှားဆုံးဖြစ်ရပ်တွေကရှမ်းပြည်နယ်မြောက်ပိုင်းကိုကန်ဒေသမှာရှိတဲ့ငါးလူမျိုးကိုင်လို့ခေါ်တဲ့ရာဇဝတ်ကိုင်တွေပါဒီကိုင်းတွေကစင်တာတွေကိုလဲပတ်ပြီးလူကုန်ကူအဓမ္မအလုပ်ခိုင်းစေမှုလူသတ်မှုစတဲ့ရာဇဝတ်မှုတွေပါဝင်ခဲ့တယ်2025-2026မှာတရုတ်ကဒီကိုင်းတွေရဲ့ခေါင်းဆောင်တွေကိုကွပ်မျက်ခဲ့တယ်ဥပမာ2026 January မှာ Ming Family ကိုင်းအဖွဲ့ဝင်12ဦးကိုကွပ်မျက်ခဲ့တယ်နောက်ပိုင်း February မှာ Bai Family အဖွဲ့ဝင်4ဦးကိုထပ်ကွပ်မျက်ခဲ့တယ်ဒီလူတွေကမြန်မာမှာစင်တာတွေလဲပတ်ပြီးတရုတ်နိုင်ငံသား14ဦးသေဆုံးမှုနဲ့ဒဏ်ရာရရှိမှုတွေဖြစ်စေခဲ့တယ်လို့တရုတ်အစိုးရကဆွဆွဲခဲ့တယ်။ဒီကွပ်မျက်မှုတွေကတရုတ်ရဲ့ပြည်သူတွေကိုကာကွယ်ဖို့အရန်ပြင်းထန်တဲ့အရေးယူမှုဖြစ်ပါတယ်။အစားကတရုတ်ကလက်နက်ကိုင်အဖွဲ့တွေ EAOs ကိုဖိအားပေးပြီးစင်တာတွေဖျက်ဆီးခိုင်းလူတွေဖမ်းဆီးခိုင်းခဲ့တယ်။ဒါပေမဲ့နောက်ပိုင်းစစ်ကောင်စီစက်ကိုပဲပိုယုံကြည်လာပြီးပူးပေါင်းလှုပ်ဆောင်ခိုင်းလာတယ်။2025နှစ်ကုန်ပိုင်းကနေ2026အထိစစ်ကောင်စီကရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အလဲပိုင်းမှာစင်တာတွေကိုဝင်ရောက်စစ်ဆေးတရုတ်နိုင်ငံသား960ကျော်ဖမ်းဆီးပြီးတရုတ်ကိုပြန်ပို့ခဲ့တယ်။တရုတ်ကဒီလောက်ရက်တွေကိုအယမ်းကျေနပ်ခဲ့တယ်။စစ်ကောင်စီကတရုတ်ရဲ့ဖိအားကိုလက်ခံပြီးလှုပ်ဆောင်ပေးနိုင်လို့တရုတ်ကစစ်ကောင်စီကိုပိုပြီးယုံကြည်လာပြီးထောက်ပံ့မှုပိုများလာတာထက်ပါတယ်။အခု2026မှာစင်တာတွေအချို့ရွှေ့ပြောင်းလာပြီးရန်ကုန်မန္တလေးလိုမြို့ကြီးတွေအထိပြန့်နှံ့လာတယ်လို့အစီရင်ခံစာတွေရှိနေပါတယ်။ဒါကြောင့်တရုတ်ကစစ်ကောင်စီကိုဆက်လက်ဖိအားပေးပူးပေါင်းဖန်ဆီးခိုင်းနေစေပါ။တရုတ်အတွက်ဒီလိမ်လည်မှုတွေကပြည်သူတွေရဲ့လုံခြုံရေးနဲ့ငွေကြေးဆုံးရှုံးမှုကြီးမားလွန်းလို့စစ်ကောင်စီလက်အောက်မှာတည်ငြိမ်မှုရှိနေရင်ပိုကောင်းတယ်လို့မြင်နေတာဖြစ်ပါတယ်။နိုင်ငံရေးဖြူဟာစီကူကြည့်ပါတရုတ်နိုင်ငံကကမ္ဘာအင်အားကြီးနိုင်ငံတနိုင်ငံထိနေချိန်မှာအနောက်နိုင်ငံတွေအမေရိကန်၊ဥရောပရဲ့လွှမ်းမိုးမှုကန့်သတ်ခြင်းတဲ့အာရဒေတာမှာသူ့ရဲ့နေရာခိုင်မြဲခြင်းတဲ့မြန်မာနိုင်ငံကတရုတ်အတွက်အရေးပါတဲ့ကြားခံနေမီဘဖ္ဖာဇုံတစ်ခုဖြစ်နေပါတယ်။အဲဒါကြောင့်တရုတ်ရဲ့နိုင်ငံရေးဖြူဟာကရိုးရှင်းပါတယ်။စစ်ကောင်စီ SCC ကိုဆက်ရှင်တန်နေအောင်ကူညီပြီးမြန်မာနိုင်ငံကိုတရုတ်ရဲ့လွှမ်းမိုးမှုအောင်မှာထားချင်တာပါပထမဆုံးအချက်ကရွေးကောက်ပွဲထောက်ခံမှုပါ2025နောင်ပိုင်းကနေ2026အစောပိုင်းမှာစစ်ကောင်စီကရွေးကောက်ပွဲကျင်းပခဲ့လေဒီရွေးကောက်ပွဲကိုကုလသမဂ္ဂဥရောပသမဂ္ဂအမေရိကန်ဗြိတိန်စတဲ့နိုင်ငံတွေကအတုမတရားလူထုပါဝင်မှုနေဆိုပြီးဖြစ်တင်ရှုတ်ချခဲ့လေရွေးကောက်ပွဲမှာပါဝင်မှုနေပါခဲ့ပြီးစစ်တပ်ထောက်ခံတဲ့ပါတီ USDP ကအနိုင်ရခဲ့တယ်လို့ကြေညာခဲ့တယ်။ဒါပေမဲ့တရုတ်ကပထမဆုံးနိုင်ငံအဖြစ်ချီးကျူးခဲ့တယ်။တရုတ်နိုင်ငံရေးဝန်ကြီးဌာနပြောခွင့်ရှိသူလင်ဂျန်ကမြန်မာပြည်သူတွေရွေးချယ်မှုကိုလေးစားတယ်။တည်ငြိမ်မှုနဲ့ဖွံ့ဖြိုးရေးလမ်းကြောင်းကိုထောက်ခံတယ်ဆိုပြီးပြောခဲ့တယ်။တရုတ်အထူးတန်တမန်တင်းစီချွန်းကရွေးကောက်ပွဲကိုကြည့်ရှုခဲ့ပြီးရှီကျင်းပင်နဲ့မင်အွန်လိုင်းတို့တဘောတူညီချက်အရအောင်မြင်ခဲ့တယ်ဆိုပြီးကြေညာခဲ့တယ်။
ဒါကတရုတ်ရဲ့မဟာဗျူဟာပါရွေးကောက်ပွဲအတူကိုတရားဝင်လက်ခံပြီးစစ်ကောင်စီကိုနိုင်ငံတကာမှာတရားဝင်မှု legitimacy ပေးချင်တာဖြစ်ပါတယ်ဒုတိယအချက်ကအနောက်နိုင်ငံတွေစန့်ကျင်ရေးပါတရုတ်က NUG နဲ့ PDF တွေကိုအမေရိကန်အနောက်နိုင်ငံတွေနဲ့နှီးစပ်နေတယ်လို့မြင်နေပါတယ်။အဲဒါကြောင့်စစ်ကောင်စီကိုထောက်ခံပြီးအနောက်နိုင်ငံတွေရဲ့လွှမ်းမိုးမှုကန့်သတ်ချင်တာပါ။ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာတရုတ်နဲ့ရုရှားကဗီတိုအာဏာသုံးပြီးစစ်ကောင်စီစန့်ကျင်ရေးဆုံးဖြတ်ချက်တွေကိုပိတ်ဆို့နေခဲ့တယ်။ရွေးကောက်ပွဲအပြီးတရုတ်ကစစ်ကောင်စီရဲ့အစိုးရအသင်းနဲ့ဆက်ဆံရေးပိုနှက်ဆိုင်အောင်လုပ်နေပါတယ်။အဲ့ဒါကအိန္ဒိယရဲ့ Act East Policy နဲ့အမေရိကန်ရဲ့ Indo-Pacific ဗျူဟာကိုဟန်တာချင်တဲ့တရုတ်ရဲ့ကြီးမားတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။တတိယချက်ကတည်ငြိမ်မှုနဲ့လွှမ်းမိုးမှုထိန်းသိမ်းရေးပါ။တရုတ်ကမြန်မာပြိုကွဲသွားရင်နယ်စပ်မတည်ငြိမ်မှုစီးပွားရေး project တွေပျက်စီးအနောက်နိုင်ငံတွေဝင်ရောက်လာနိုင်မှာကြောက်နေပါတယ်။အဲ့ဒါကြောင့်စစ်ကောင်စီကိုတည်ငြိမ်အောင်ထောက်ပံ့ပြီးရွေးကောက်ပွဲအတုကနေစစ်တပ်လွှမ်းမိုးတဲ့အစိုးရဆက်ရှိနေအောင်လုပ်ချင်တာပါအခု2026မှာစစ်ကောင်စီက Union Consultative Council လို့အဖွဲ့အသစ်ဖွဲ့ပြီးမင်းအောင်လှိုင်ကဓမ္မတာဖြစ်လာနိုင်အောင်စီစဉ်နေတယ်တရုတ်ကဒီအစီအစဉ်တွေကိုထောက်ခံနေပါတယ်ပရိသတ်ကြီးရေအဖို့ကျွန်တော်တို့တစ်ခါလုံးပြန်ကြည့်ရအောင်တရုတ်နိုင်ငံကမြန်မာစစ်ကောင်စီကိုဘာကြောင့်ဒီလောက်အရန်ထောက်ပံ့နေရတာလဲဆိုတာရှင်းရှင်းမြင်လာခဲ့ပါပြီ။ချစ်လို့မဟုတ်ပါဘူး။တငယ်ချင်းရင်းနှီးမှုလို့လည်းမဟုတ်ပါဘူး။တရုတ်ရဲ့ကိုယ်ပိုင်အကျိုးစီးပွားအပေါ်အခြေခံထားတဲ့အေးချင်းကတ်မှုတစ်ခုပါ။နယ်စပ်ကီလိုမီတာ2000ရေအောင်ရှိလျတဲ့နယ်စပ်မှာမတည်ငြိမ်ရင်ယူနန်ပြည်နယ်လုံခြုံရေးပျက်စီးဒုက္ခတွေဝင်လာမူရစ်စေးနဲ့ရာဇဝတ်မှုတွေပြန့်နှံ့နိုင်တယ်။စိုက်ဘာလိမ်လည်မှုစင်တာတွေကြောင့်တရုတ်ပြည်သူတန်းချီဆုံရှုံခဲ့ရပြီးအဲ့ဒီပြဿနာကိုစစ်ကောင်စီလက်အောက်မှာပဲဖြေရှင်းနိုင်မယ်လို့တရုတ်ကယုံကြည်နေပါတယ်။စီးပွားရေးအရာကြီးရင် Belt and Road Initiative ရဲ့အဓိကလမ်းကြောင်းဖြစ်တဲ့ CMEC project တွေကြောက်ဖြူစိတ်ကံရေနံထန်းငွေပိုက်လိုင်းရှားပါးမြေနဲ့တတုတူဖော်ရေးတွေဘီလီယံတန်ပေါင်းများစွာယင်းနှိမ့်မြုပ်နှံထားပါတယ်။စစ်ပွဲဆက်ဖြစ်နေရင်ဒီ project တွေပျက်စီးနိုင်ပြီးတရုတ်ရဲ့အိန္ဒိယသမုဒ္ဒရာဝန်ပေါက်လမ်းကြောင်းပြတ်သွားနိုင်တယ်။အဲ့ဒါကြောင့်စစ်ကောင်စီတည်ငြိမ်မှုကိုတရုတ်ကအယမ်းလိုချင်နေတာပါ။နိုင်မရေးအရာကြည့်ရင်တရုတ်ကအနောက်နိုင်ငံတွေရဲ့လွှမ်းမိုးမှုကန့်သက်ခြင်းနဲ့ NUG နဲ့ PDF တွေကိုအမေရိကန်နဲ့နှီးစပ်နေတယ်လို့မြင်နေတယ်။အဲ့ဒါကြောင့်2025-2026ရွေးကောက်ပွဲအတုကိုပထမဆုံးချီးကျူးခဲ့ပြီးကုလသမဂ္ဂမှာဗီတိုအာဏာသုံးပြီးကာကွယ်ပေးနေတယ်။ရွေးကောက်ပွဲအပြီးစစ်ကောင်စီရဲ့အစိုးရအသစ်ကိုတရုတ်ကဆက်လက်ပံ့ပိုးနေမှာသိကြပါတယ်။အခု2026ဖေဖော်ဝါရီအထိတရုတ်ကရွေးကောက်ပွဲရလဒ်ကိုလက်ခံပြီးမြန်မာပြည်သူတွေရွေးချယ်မှုကိုလေးစားတယ်ဆိုပြီးထောက်ခံနေစေပါ။အနှစ်ချုပ်ရရင်တရုတ်ရဲ့ထောက်ပံ့မှုကနယ်စပ်တည်ငြိမ်ရေးစီးပွားရေးရင်းနှီးမြှုပ်နှံမှုကာကွယ်ရေးစိုက်ဘာလိမ်လည်မှုရပ်တန့်ရေးအနောက်နိုင်ငံတွေစန့်ကျင်ရေးဆိုရဲ့ကိုယ်ပိုင်အကျိုးစီးပွားအထွတ်လုပ်နေတာပါ။စစ်ကောင်စီဆက်ရှင်နေရင်တရုတ်ရဲ့လွှမ်းမိုးမှုဆက်ရှိနေမှာသိကြပါတယ်။ဒါပေမဲ့မြန်မာပြည်သူတွေရဲ့စန့်ကျင်မှုပိုများလာရင်ရေရှည်မှာတရုတ်အတွက်လည်းပြဿနာဖြစ်လာနိုင်ပါတယ်။မြန်မာအနာဂတ်ကတရုတ်ရဲ့လက်ထဲမှာမဟုတ်ပါဘူး။မြန်မာပြည်သူတွေရဲ့ဆုံးဖြတ်ချက်နဲ့ခံနိုင်ဤပုံမူတည်ပါတယ်။